အမျိုးသားကပိုက်ကိုအမျိုးသမီးရဲ့ပါးစပ်ထဲကိုထိလိုက်တော့သူမကရုန်းကန်ပါတယ်ဒါပေမဲ့ရေမန်းထိလိုက်တာနဲ့အမျိုးသားကိုဖတ်တွယ်ပြီးမလွတ်တော့ပါဘူးသူမကရေကိုတကုတ်ကုတ်နဲ့အမြန်စုပ်တောက်ပါတော့တယ်ဘေးနားကအမျိုးသမီး2ယောက်ကတော့လုံးဝကိုရှုပ်ထွေးနေပုံရတယ်သူတို့တွေဟာရေငတ်လို့တေလူနီးပါးထွင်နေကြပြီးဒီ2ယောက်ရဲ့လောက်ရက်ကိုချစ်ကြည်နူးနေကြတယ်လို့ထင်နေကြတယ်အဲဒီနောက်ဂျက်ကီကနောက်ထပ်အမျိုးသမီး1ယောက်စီကိုတွားပါတယ်အဲဒီအမျိုးသမီးကပိုက်ကိုမြင်လိုက်တဲ့အခါနားလေသွားပါတယ်ဒီအဖြစ်ကလူဆိုးတွေကိုရှုပ်ထွေးသွားစေပြီးသူတို့ကဖတ်လိုက်တာကရေငတ်ပြေစေတယ်လို့ထင်နေကြပါတယ်အေဒါကတော့ဒီမခံနိုင်တော့ပဲဂျက်ကီကိုအော်ဟစ်လိုက်ပါတယ်ဂျက်ကီကအေဒါကိုမျက်လုံးတစ်ဖြတ်ဖြတ်ခဏခဏမိတ်ပြနေပေမဲ့အေဒါကတော့လစ်လူရှုထားပါတယ်ဂျက်ကီကအေဒါစီလန်းလျှောက်သွားပြီးဖတ်လိုက်ပါတယ်အေဒါကရေကိုတောက်လိုက်တဲ့အချိန်မှာချက်ချင်းလိုသလိုလန်းဆန်းလာပါတယ်သူမကဂျက်ကီရဲ့လက်နဲ့ခြေထောက်တွေကိုဖတ်ပြီးရေကိုဆက်တောက်နေပါတယ်ဂျက်ကီကခဏတာလောက်ချလို့မရဖြစ်သွားပါတယ်ဒီအဖြစ်ကလူမိုက်တွေကိုပို့ပြီးဆက်စုကျင်လာစေပြီးဘာဖြစ်ပြနေလဲဆိုတာကိုသိကျင်စိတ်ပြင်းပြစေခဲ့ပါတယ်ဘေးနားကအမျိုးသမီး2ယောက်ကရေရဖို့အတွက်ဂျက်ကီစီကိုတွားသွားကြပါတယ်စကားများနေရင်းနဲ့သူတို့ကရေတွေကိုမတော်တဆညှစ်ထုတ်မိသွားကြပါတယ်လူမိုက်တွေကဒီအကြောင်းကိုသိသွားတဲ့အခါဒေါသထွက်ကြပါတယ်ဂျက်ကီကရေအားလုံးကိုတကြိုက်တဲတောက်ဖို့ကြိုးစားခဲ့ပါတယ်